တင်ငန်းညွမြို့နယ် VIM 16ရပ်ကွက်မှာရှိတဲ့သူမင်္ဂလာလမ်းအနီးရတနာလမ်းအနီးမှာရှိတဲ့တတရားဓာတ်တိုက်တစ်ကလေးနဲ့နှင်းစီကမိတ်ဆက်ပေးပါမယ်ရှင်။တိုက်ကလေးကတော့ဇတိလာလေးလမ်းမှာပဲဖြစ်ပါတယ်ရှင်။လှည့်လေးကတော့နောက်တောင်လည်းဖြစ်ပြီးတော့ဇတိလာလမ်းမကြီးရဲ့ကုတ်ကွက်ဖြစ်တဲ့အတွက်ကားပါကင်လည်းအဆင်ပြေပါတယ်ရှင်။တိုက်သက်တန်းလေးကတော့တစ်နှစ်ဖြစ်ပြီးတော့အခန်းလေးကတော့ share ဆိုမှ share နောက်ဆုံးပေါ်ဒီဇိုင်းလေးတွေဖြစ်တဲ့ classic ဆန်နဲ့အခန်းကောင်းလေးပဲဖြစ်ပါတယ်ရှင်။အဝင်တကားမှာလူခေါ်ပဲလေးကိုတက်ဆင်ထားပြီးတော့ TV stand ဆင်ကြီးကိုလည်းတက်ဆင်ပေးထားပါတယ်ရှင်။ကျွန်းသားလေးလည်းပါဝင်တဲ့ဆိုဖာစတီတစုံကိုလည်းပြင်ဆင်ပေးထားတယ်။ဖျားစင်လည်းတီးတန့်ပါရှိပါတယ်။ profile မီးချောင်းကြီးတွေရဲ့မီးဆိုင်တွေရဲ့ကိုပြင်ဆင်ပေးထားပါတယ်ရှင်။အကျယ်လေးကတော့1854ပဲဖြစ်ပါတယ်ရှင်။ open box လေးတွေလည်းတက်ဆင်ပေးထားပါတယ်ရှင်။ပကြီးကားလေးလည်းပြင်ဆင်ပေးထားပါတယ်ရှင်။အဲကွန်အသစ်ဆက်ဆက်တလုံးရဲ့နယံကမီဇိုင်းလေးလည်းပြင်ဆင်ပေးထားပါတယ်ရှင်တတရားတက်လွှာနေလေးပဲဖြစ်ပါတယ်ကိုရီးယားပလန်လိုက်ကာကိုလည်းပြတင်းပေါက်တိုင်းမှာတက်ဆင်ပေးထားပါတယ်ရှင်ဘေးတိုက်လည်းမရှိတဲ့အတွက်လင်းဝင်လေးအတွက်ကောင်းပါတယ်ဒါလေးကတော့ပထမခန်းကျယ်လေးပဲဖြစ်ပါတယ်အခန်းထဲမှာဆိုရင်လည်းဘီတင်လိုင်းလေးတွေပြင်ဆင်ပေးထားပါတယ်ရှင်ခန်းလေးတွေကမှဆိုရင်လည်းပါကေးတွေအပြည့်ခင်းပေးထားပါတယ်ရှင်နယံကဗီဒီယိုကြီးကိုလည်းအပြည့်တက်ဆင်ပေးထားပါတယ်ရှင်မှန်တင်ကုန်တစ်စုံလည်းပါရှိပါတယ်အခန်းထဲမှာဆိုရင်လည်း profile မီးချောင်းတွေကိုတက်ဆင်ပေးထားပါတယ်ရှင်ကိုရီးယား blind light ကာကိုလည်းတက်ဆင်ပေးထားပါတယ်ရှင်ဒီအခန်းလေးကတော့အခန်းရှယ်အခန်းကောင်းလက်ရလေးတွေကတော့မိမိုက်နေတာမို့လူကြီးမင်းတို့အတွက်စိတ်တိုင်းကြမဲ့အာမခံတဲ့အခန်းကောင်းလေးပဲဖြစ်ပါတယ်ရှင်ရှောင်းလန်းလေးမှာဆိုရင်လည်း straw cabinet နဲ့အလှဆင်မီးဆိုင်ကိုပြင်ဆင်ပေးထားတယ်ဒါလေးကတော့ master gun ပဲဖြစ်ပါတယ်ရှင် master gun လေးထဲမှာဆိုရင်လည်းပါကေးတွေကိုအပြည့်ခင်းပေးထားပါတယ်ရှင်ကိုရီးယား blind light ကာကိုတက်ဆင်ပေးထားတယ်နယံကဗီဒီယိုကြီးကိုလည်းတက်ဆင်ပေးထားပါတယ်ရှင်အလှတင်မှန်တင်ကုန်တစ်စုံလည်းထပ်ပါပါသေးတယ်ရှင်အဲကွန်အသစ်ဆက်ဆက်တစ်လုံးလည်းပါဝင်ပါတယ်ရေချိုးကန်ဗိုရာအင်သားလေးထဲမှာဆိုရင်ရွှေကြောပါတဲ့ UV မှာပဲရှိကိုကတ်ပေးထားတယ်ရှာဝါလည်းတက်ဆင်ပေးထားတယ်ကစ်ချင်ကန်လေးရဲ့ဝေမှာဆိုရင်လည်းညှော်တားတကားလေးကိုမှန်စလိုက်တော့တကားပြင်ဆင်ပေးထားပါတယ်ရှင်အခန်းလေးထဲမှာဆိုရင်လည်းကျွေပြားတွေကိုနှစ်ပေပတ်လဲရွှေကြောလေးတွေပါတာကိုခင်းပေးထားပါတယ်ရှင်ဘားကောင်တာကိုလည်းဒီဇိုင်းတစ်ကလေးတီထွင်ထားတာမို့လူကြီးမင်းတို့စိတ်တိုင်းကြမှာပဲဖြစ်ပါတယ်ရှင် profile မီးချောင်းကြီးတွေကိုလည်းတက်ဆင်ပေးထားတဲ့ထိုင်ကုန်အသစ်နှလုံးလည်းပါပါတယ်ရှင်ဒါလေးကတော့ရေချိုးကန်ဗိုရာအင်သားလေးထဲမှာဆိုရင်တော့ရှာဝါကိုတက်ဆင်ပေးထားတဲ့ရေတိုင်ကြီးပါတယ် pressure band ပါတယ် UV မှာပဲရှိနေပြုတ်လုထားတဲ့ရွှေကြောလေးတွေကိုပဲကပ်ပေးထားပါတယ်ရှင်မိဖို့ကန်လေးကကျဲဝန်းပြီးတော့ကပ်ပိနက်တွေကိုအပေါ်အောက်အပြည့်တက်ဆင်ပေးထားတယ်။နောက်တိုက်ွယ်မရှိတဲ့အတွက်လေဝင်လေအတွက်လည်းကောင်းပါတယ်ရှင်။ကြွေပြားတွေလည်းကပ်ပေးထားပါတယ်ရှင်။ဒီဇိုင်းလေးကလည်းခစ်ဆန်နဲ့ master gun လည်းပါတယ်ဘေးတိုက်လည်းမရှိပါဘူးရှင်။ BCC မီတာလည်းကြာပြီးသားဈေးနှုန်းလေးကတော့3990ညှိနှိုင်းဈေးလေးနဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်ရှင်။ဗန်ဂျိတ်လေးလည်းရပါတယ်ရှင်။အခုလိုစိတ်ငြိမ်ရက်ကွက်မှာရှိတဲ့ခန်းကောင်းခန်းတန့်လေးကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့နှင်းစီ real estate ကိုဆက်သွယ်လိုက်ပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။